မြင့်မင်းအတီဆုံးမှလို့မြည်ရပါတယ်အဆုံးထိပြန်ပြီးတော့တင်ပေးလိုက်ပါတယ်ဗျာအားလုံးပဲနားဆင်ခံစားအားပေးပါဦးဗျာပြောလိမ့်မယ်တွေ့ခဲ့ကြဖို့လေဒီရင်နဲ့မေးလို့မရနိုင်နဲ့ဒီတခါစီတိတ်ကြောင်လေးတွေဒီရင်မှာပြန်ပြောင်းတွေ့ရင်ဒီရောကံငါတခန့်ရဲ့ချစ်ဖို့မြေရှိသလားသတိတတိထားကဒီရောင်ရီမြင်မင်းအတိဆုံးမှာပြောလိမ့်မယ်တွေ့ခဲ့ရဖို့လေဒီရင်နဲ့မင်းလုံးမရနိုင်နဲ့ဒီတစ်ခါစီတိတ်ကြောင်လေးတွေဒီရင်မှာပြန်ပြောင်းတွေ့ရင်ဒီရောကံငါတခန့်ရဲ့ချစ်ဖို့မြေရှိသလားသတိတတိထားကဒီရောင်ရီမြင်မင်းအတိဆုံးမှာကတိစကားလေးတွေနားထဲမှာကြာရောက်နေစေလေပြီးတော်ရီတတိထားကအေးရောင်ရီမြည်ရင်မခံတဲ့ရွေမမုံမေးဝဘူးမေးပြောဦးလေလေညနေတာတည့်ရတာနဲ့ရုံတွေသူကိုယ့်ရဲ့ကံတရားလေးအခုမရတော့ပဲစီပဲဝဲရှောင်းခွာပုံးလေးငယ်ငယ်ဒီတောင်ရဲ့ကမ်းထက်မှာအလွန်နေတူပေးသွားတာမိနေပြီလားချစ်သူရဲ့ပြန်လာမလားလုံးဆောင်လို့နေခဲ့သူဒီရောက်ရီမြည်မခံတယ်လို့ပြီးတော်ရီမနှွမ်းနေပါဘူးလေဟောအချစ်ရဲ့မင်းပြန်လာမရဲ့ကိုအေးရီမြင့်ရဲ့ဘေးနာကနေပြီးတော့အမေတန်းစောင့်မြုံနေလေးပါပဲကွာမင်းပြောဦးတယ်လေဘေးသားတွေမနှွမ်းသေး၍မင်းကိုခွဲမသွားပါဘူးဆိုအခုတော့ဘေးသားတွေလည်းမနှွမ်းသေးလို့အေးရီမြင့်ရည်တွေကလည်းမခံသေးပါဘူးအချစ်ရဲ့မပြောလေးမင်းတွေ့ခဲ့ရဖို့လေဒီရင်နဲ့မေးလို့မရနိုင်နဲ့တခါစီတိတ်ကြောင်လေးတွေဒီရင်မှာပြန်ပြောင်းတွေ့ရင်ဒီရောကံငါတခန့်ရဲ့ချစ်ဖို့မြေရေသလားတတိတတိထားကဒီရောင်ရီမြင်မင်းအတိဆုံးမှာဟိုthe chain တော့ငါသူပေးခဲ့တဲ့ကတိစကားလေးတွေနားထဲမှာကြာရောက်နေစေလေပြီးတော်ရီတတိထားကအေးရောင်ရီမြည်ရင်မခံတဲ့ရွေမမုံမေးဝဘူးမေးပြောမှုလေလေညနေတာတည့်ရတာနေရုံတွေသူကိုယ့်ရဲ့ကံတရားဟာလေအခုမရတော့ပဲစီပဲဝဲရှောင်းခွာပုံးလေးတဲ့ငယ်ငယ်တေတောင်ရဲ့ကန်းထက်မှာအလွန်နေတူပေးသွားတာမိနေပြီလားချစ်သူရဲ့ပြန်လာမလားလို့ဆောင်လို့နေခဲ့သူဒီရောက်ရီမြည်မခံတယ်လို့ပြီးတော်ရီမနှွမ်းနေပါဘူးမေโอเคပါကျေးဇူးများတင်ပါတယ်ခင်ဗျာ